တကယ်ကြတော့လို့မင်္ဂလာပါဒီနေ့ဆရာသင်ခန်းစာတစ်ကိုထပ်ပြီးတော့မြောက်ရမှာဖြစ်ပါတယ်ဒီနေ့သင်ခန်းစာတော့ဆရာတော် Who are you ဆိုတဲ့သင်ခန်းစာဖြစ်ပါတယ် Who are you မင်းဘယ်သူလဲ Who are you မင်းဘယ်သူလဲနော်ဒီ are you ပဲသုံးမယ်ဆိုတော့ are you a teacher မင်းကဆရာတယောက်လား are you မိုးရံမင်းကခမရမိုးရံလား are you Mr. Brown ခမရက Mr. Brown လားဖြစ်ပါတယ်ဒီကနေမင်းမယ်ဆိုရင်ပေါ့နော်တိုးတော့ဒီဟာ who ထည့်လိုက်ပြီဆရာတော်ကမင်းဘယ်သူလဲ Who are you မင်းဘယ်သူလဲခမရကဘယ်သူလဲဒါဆိုရင် who နဲ့ပတ်သက်ပြီးတော့ဆရာတို့စာကြောင်းနမူနာစာကြောင်းပြီးခွန်းလေးတွေကိုလေ့လာကြည့်ရအောင် Who are you with မင်းကဘယ်သူနဲ့အတူတူရှိနေတာလဲ Who are you မင်းကဘယ်သူလဲ Who are you with မင်းကဘယ်သူနဲ့အတူတူရှိနေတာလဲ Who are you talking to မင်းကဘယ်သူကိုစကားပြောနေတာလဲ Who are you waiting for မင်းကဘယ်သူကိုစောင့်နေတာလဲ Who are you playing game with မင်းကဘယ်သူနဲ့အတူတူ game ကစားနေတာလဲWho are you going with မင်းကဘယ်သူနဲ့အတူတူသွားနေတာလဲနော်အဲ့တော့ဒါတွေကိုဖြေမယ်ဆိုရင်ဆရာတို့ကဒီ I am with ဆိုပြီးတော့ဆရာတို့ကသုံးပြီးဖြေရဖြစ်ပါတယ်ဥပမာဖြင့် Who are you with I am with my brother with my teacher with my friends ဖြစ်ပါတယ်အဲ့တော့ Who are you talking to I am talking to my teacher I am talking to my friend I am talking to my brother ဒါမျိုးပါWho are you waiting for? I'm waiting for my brother. I am waiting for my teacher. Who are you playing game with? I'm playing game with my friend from Korea, South Korea. Who are you going with? I'm going with my brother, with my girlfriend. Okay ပါအဲ့တော့ဒီလိုနမူနာမိကုန်းလေးကိုမေးပြီးတော့ဒီ I am with ဆိုတဲ့စာကြောင်းလေးတိစောက်ပြီးတော့စကားလေးပြောပြီးလေ့ကျင့်ကြည့်ပါတကယ်လို့လေ့ကျင့်မှာတငယ်ချင်းတယောက်ရှိရဆိုရင်အဆင်ပြေအောင်တယောက်တစ်လဲစီပေါ့နော်ဥပမာပြ Who are you မင်းကဘာတူလဲ I am Mr. Brown I am Mr. Brown မင်းက Mr. Brown လား Yes I am now who are you with now I'm with my teacher Who are you talking to I am talking to my girlfriend Who are you playing game with I'm playing game with my brother with my friend from South Korea from Japan Who are you waiting for? I'm waiting for my girlfriend. နော်အဲ့တော့နမူနာစာကြောင်းမိကုန်းနေအများကြီးပြီးတော့တငယ်ချင်းကြောင်းနဲ့လေ့ကျင့်ကြည့်ပါအစီပြေသွားပါလိမ့်မယ်အဲ့တော့အခုချိန်ဒီဆရာရဲ့ video file လေးတွေကိုလေးလာပြီးရတဲ့တငယ်ချင်းတို့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်အဲ့တော့နောက် episode မှာဆရာတို့ပြန်တွေ့ကြမယ်နော်